Okay အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့မီပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့လေသမားရက်တရ episode 2ပဲဖြစ်ပါတယ်ခင်ဗျ Okay ဒီနေ့ကျွန်တော်14ရက်မြောက်နေ့ပေါ့နော် Okay ကျွန်တော်14ရက်မြောက်နေ့မနက်ခင်းပိုင်းမှာတော့ကျွန်တော် episode 1မှာepisode 1ကြံသေးရပေါ့နော်ကျွန်တော်ရဲ့ဖေုံတီးပိုင်မို့လက်ကြံလေးကိုစားပြီးတော့မှကျွန်တော်နေ့လေးကိုစတင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ကဒီ14ရက်မြောက်နေ့လေးရောက်ပြီဆိုတော့ကျွန်တော်မွေးမြူကြီးတွေစပြီးလုပ်ရှင်ပါပြီဒါပေမဲ့ကျွန်တော်မှစိုးတာကတသားရည်လည်းမရှိဘူးပြီးတော့ကျွန်တော်အားလုံးလည်းမရှိဘူးပေါ့နော်အားကြောင့်မလို့ကျွန်တော်တော်တော်ဒုက္ခရောက်သွားပါတယ် What ဟာမအားလုံးနေရောတသားတွေဘာမှမရှိတော့ကွာ No ဆင်မပြေကွာဒါဆိုလို့ဆိုရင်တော့ငါအားလုံးသမိုင်းမရအောင်မယ်အဲ့လိုနေပဲပေါ့နော်ကျွန်တော်အားလုံးသမိုင်းမှုစီထွက်လာခဲ့ပါတယ်ဒီအားလုံးမိုင်းတဲ့နေရာ brother တို့မှတ်မိမလားမသိဘူးဗျကျွန်တော် episode 1တော့က baby zombie လိုက်တက်လို့ဆိုပြီးတော့မှလေကျွန်တော်အသက်တဝက်ထင်းနဲ့ပြန်ပြီးပြေးလာတဲ့နေရာလေးပါပြီးတော့ကျွန်တော်အမှရှိရဲကျွန်တော်အားလုံးနေတော်တော်ဗျကျွန်တော်တူးလိုက်ပါတယ် Wow ဒီမှာအားလုံးနေအများကြီးပဲကွာဆိုတော့ငါတို့ကောင်းနေတော်တော်များတော့အားလုံးနေအများကြီးရပြီဆိုလို့ဆိုရင်ငါတို့လိုအပ်တဲ့ tools တွေတော်တော်များလုပ်လိုက်ရပြီကွာအဲ့လိုနေပဲကျွန်တော်အမှရှိတဲ့အားလုံးနေတော်တော်များကျွန်တော်တူးခဲ့လိုက်ပါတယ်ကျွန်တော်အားလုံးနေတူးပြီးသွားပါတော့ကျွန်တော်အပေါ်ပြန်တက်ခဲ့ပါတယ်ပြီးတော့မှကျွန်တော်တူးလို့ရခဲ့တဲ့အားလုံးနေအကုန်လုံးကိုကျွန်တော်အိမ်ပြန်ပြီးတော့မှကျွန်တော် smelting လုပ်လိုက်ပါတယ်ပြီးတော့ကျွန်တော်စိုက်ထားတဲ့ပြောင်းမှုပင်နေနဲ့ဒီပင်နေတော်တော်ကြီးနေဗျအဲ့နဲ့ကျွန်တော်အဲ့ပြောင်းမှုပင်နေနဲ့ဒီပင်ကိုရေးဖို့တော့ကျွန်တော်ထွက်ခဲ့ပါတော့ကြီးလာပါဗျတော်တော်လှရဗျကျွန်တော် episode 1မှာစိုက်ခဲ့တဲ့ကျွန်တော်ရဲ့ပြောင်းမှုခင်းနဲ့ဒီခင်းလေးကတော်တော်လေးကိုလှရဗျအဲ့ဒါနဲ့ပဲကျွန်တော်ပေါ့နော်ဒီကျွန်တော်စိုက်ထားတဲ့ပြောင်းမှုပင်နေအားလုံးလည်းကျွန်တော်လိုက်ရေးလိုက်ပါတယ် Wow ခိုင်းပြောင်းမှုပင်နေတော်တော်လှပဲကွာကြီးလာအောင်လူတရက်စာလောက်ရှိရယ်ပြောင်းမှုပင်ရှည်ကတော်တော်ရှည်ရယ်ဘာဖြစ်ငါတို့ကောင်နေပြောင်းမှုရတော်တော်များရပါပြီကွာဟုတ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်စီမှာပြောင်းမှုတွေကတော်တော်ကြီးများနေပြီပြီးတော့ကျွန်တော်ပြောင်းမှုပင်တွေအားလုံးပြန်ပြီးတော့မှလိုက်ဆိုင်ခဲ့ပါတယ်okay ပြောင်းမှုပင်တွေအားလုံးတော့ဆိုင်လုပ်ပြီးပါရကွာအဲ့တော့ဟိုဘက်မှာရှိရဲ့နည်းနည်းဒီပင်တွေကိုတွက်ရက်ရမယ်အဲ့လိုနဲ့ပေါ့နော်ကျွန်တော်ရဲ့ရှန်ထဲမှာရှိရဲ့ကျွန်တော်နည်းနည်းဒီပင်တွေအားလုံးလည်းကျွန်တော်လိုက်ပြီးတော့မှရိတ်သိမ်းလိုက်ပါတယ်ကြီးလာပြီကျွန်တော်ကနည်းနည်းဒီပင်တော်တော်အများကြီးရှိနေပြီဝါကျွန်တော်ဒါနဲ့ဆိုလို့ဆိုရင်ပေါ့နော်ကျွန်တော်ဒီတော်ရို့အသီးနှံတွေကများနေပြီကျွန်တော်စီမှာဒီနည်းနည်းဒီပင်နဲ့ပြောင်းမှုပင်နဲ့ဆိုတော်တော်များနေပြီအခုဆိုကျွန်တော်စီမှာပြီးတော့ကျွန်တော်နည်းနည်းဒီပင်တွေအားလုံးရိတ်သိမ်းလို့ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အဲ့နည်းနည်းဒီပင်တွေအားလုံးကိုကျွန်တော်ပြန်ပြီးတော့မှလိုက်ဆိုင်လိုက်ပါတယ်ကျွန်တော်ဒီပေါ့နော်နည်းနည်းဒီကိုပြန်ဆိုင်တဲ့အချိန်မှာပေါ့နော်နည်းနည်းဒီပင်ကအစီတန်းမရဘူးဗျပြောင်းမှုပင်လို့ကျွန်တော်အစီတန်းမရဘူးနည်းနည်းဒီအလုံးလိုက်ကိုကျွန်တော်တို့အစိတ်လေးပြန်ပြောင်းသွားတယ်အစိတ်တရားအဲ့နည်းနည်းဒီအစိတ်လေးရာမှာတစ်စင်ကျွန်တော်တို့နည်းနည်းဒီစီလေးပြန်ပြောင်းသွားပါတော့ပြီးရတယ်ပေါ့နော်ကျွန်တော်အဲ့နည်းနည်းဒီပင်တွေအားလုံးပြန်ပြီးတော့မှလိုက်ဆိုင်လိုက်ပါတယ်โอเคအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့တီးနှံရှန်လေးထဲမှာပြောင်းမှုပင်တွေနည်းနည်းဒီပင်တွေတော်များကျွန်တော်ရခဲ့ပြီပေါ့နော်ပြီးတော့ပေါ့နော်ကျွန်တော်ရခဲ့တဲ့အတီးအားလုံးကျွန်တော် chance ထဲမှာကျွန်တော်ထည့်သိမ်းလိုက်ပါတယ်ပြီးတော့ကျွန်တော်အစောနာမိုင်းမီရခဲ့တဲ့ iron အနေနဲ့ကျွန်တော် iron အစိမ်တစ်ချောင်းလုပ်လိုက်တယ်ပေါ့နော် iron ace တခုကျွန်တော်လုပ်လိုက်တယ်လုပ်ပြီးတော့ပေါ့နော်ကျဘာလို့ဆိုကျွန်တော်တစ်တစ်ခေါက်ရတော့ဗျကျွန်တော်ချက်ချန်ဆောက်ဖို့တဲ့ကျွန်တော်မတစ်သားရဲ့အလုံးလောက်မရှိဘူးအားကြောင့်ကျွန်တော်တစ်တစ်ခေါက်ရပါမယ်ပြီးတော့ပေါ့နော်ကျွန်တော်လမ်းမှာအရမ်းမိုက်တဲ့ငှက်ကလေးတွေတော့နွားတွေပေါ့နော်အရမ်းမိုက်တဲ့နွားရင်တွေးခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီမှာမွေးတစ်ကောင်နဲ့လည်းတွေးခဲ့ပါသေးရဲ့ဗျဟုတ်ပါတယ်ကျွန်တော်ဒီမှာမွေးတစ်ကောင်နဲ့တွေးခဲ့ပါတယ်ဒါပေမဲ့ဒီမွေးကကျွန်တော်ဟိုအနေရတော့မပေးဘူးဗျအဲ့ဒါကျွန်တော်အဲ့မွေးလိုက်ပြီးတော့မှလိုက်စားလိုက်ပါတယ်လိုက်စားစားရတယ်ဗျဒီမွေးကျွန်တော်ဘာမှမလုပ်ဘူးအဲ့နဲ့ပဲကျွန်တော်လည်းအဲ့မွေးဒီတိုင်းထားပြီးတော့မှကျွန်တော်တစ်တစ်ခေါက်လိုက်ပါတယ်ကျွန်တော်ကချက်ချန်ဆောင်းမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တက်သားတွေအများကြီးလိုရပါတော့လုံးဝအများကြီးမှအများကြီးလိုတာပါဒါကြောင့်မို့ကျွန်တော်တို့ကတက်သားပေါ့နော်တော်တော်များခေါက်အောင်ဗျအားကြောင့်မို့ကျွန်တော်ဒီနားမှာရှိတဲ့တက်သားတွေတော်တော်များကျွန်တော်လိုက်ခေါက်လိုက်ပါတယ်โอเคတက်သားတွေကတော့အများကြီးခေါက်ရမှာကွာချက်ချန်ကဆောင်းမို့ဆိုလို့ရှင်တက်သားတော်တော်များလိုမှာကွာအဲ့တော့တက်သားတွေအများကြီးလိုက်ခေါက်ရမယ်ပြီးတော့ကျွန်တော်တက်သားခေါက်ရင်တန်းလန်းနေပဲပေါ့နော်မိုးရှုပ်သွားရဗျအားကြောင့်မလို့ကျွန်တော်လည်းညာခင်းပိုင်းဆိုအားလုံးသိရတဲ့အတိုင်းကျွန်တော်တို့ creeper တွေ skeleton တွေတော်တော် spawn တာအဲ့တော့ကျွန်တော်လည်းတိမ်မှာကြောက်တာနဲ့အိမ်ကိုအမြန်ပြန်ပြီးအိတ်လိုက်ရပါတယ်မိုးရှုပ်လာဟိုကောင်ကြီးရမ်းကြောက်ရတယ်ဟာမြန်မြန်ပြေးမှအိမ်ဟောရောက်ပြီကွာအိမ်တော့ရောက်ပြီ okay မြန်သွားအိတ်လိုက်တာပဲကောင်းပါတယ်ကွာကျွန်တော်အိမ်ရောက်တဲ့ချိန်မှာပေါ့နော်ကျွန်တော်ခုတ်ခဲတက်သားရဲ့အားလုံးကျွန်တော် chance တဲကိုထည့်သိမ်းပြီးတော့မှကျွန်တော်အဲ့ဒီလေးကိုအဆုံးသတ်ခဲ့ပါတယ်โอเคကျွန်တော်15မြောင်းနေမှာပေါ့နော်ကျွဲတစ်ကောင်သွားပြီးတော့မှတော့ရိုက်မိလိုက်တယ်ဗျအဲ့ချိန်မှာပဲအဲ့ကျွဲကကျွန်တော်လိုက်ပြီးတော့မှခွေပါတော့တယ်ကျွန်တော်လည်းလန့်ပြီးတော့မှအမြန်အိမ်ထဲဝင်ပြေးရဗျမလီကျွဲမေးတကယ်ဆိုးတဲ့ကောင်ကြီးကွာတကယ်လိုက်ခွေတာဟာ
တော်တဆရိုက်မိရောကွာပြန်ကျွန်တော်ဒီချက်ချန်ဆောက်ဖို့အတွက်မလိုအပ်တဲ့မြေကြီးကိုရှင်းဖို့အတွက်ကျွန်တော်ကော်ပြားတစ်ခုလည်းကျွန်တော် craft လိုက်ပါတယ်ပြီးတော့ကျွန်တော်ချက်ချန်ဆောက်မဲ့နေရာလေးမှာပေါ့နော်ဒီမလိုအပ်တဲ့မြေကြီးအားလုံးကျွန်တော်လိုက်ပြီးတော့မှရှင်းလိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအပေါ်မှာပေါက်နေတဲ့မြက်တွေကိုရှင်းဖို့အတွက်ကြောင့်ကျွန်တော်တို့ဒီရေကိုအသုံးပြုရတာပေါ့နော်ကျွန်တော်ဒီတိုင်းလက်နဲ့လိုက်ရှင်းမယ်ဆိုတော်ကြာပြီလို့ရေနဲ့ရှင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့အချိန်ကုန်တက်တာရပေါ့နော်အားကြောင့်ကျွန်တော်ဒီ water bucket ထဲရရေတွေအသုံးပြုပြီးတော့မှဒီနားမှာရှိနေတဲ့မြက်တွေကိုကျွန်တော်မြန်မြန်ဆန်ဆန်ပဲရှင်းလိုက်ပါတယ်ပြီးတော့ကျွန်တော်ပေါ့နော်ဒီမလိုအပ်တဲ့မြေကြီးကိုဆက်ပြီးတော့မှဖယ်လိုက်တယ်ပေါ့နော်ဒီမလိုအပ်တဲ့မြေကြီးကိုဖယ်ရအောင်ပါကွာတော်တော်ကြာမှာပဲကွာမြေကြီးကအများကြီးရှင်းအောင်မယ်အဲ့လိုနဲ့ပဲကျွန်တော်တို့ဒီ day 15ရဲ့ကျွန်တော်တို့ညခင်းပိုင်းလောက်မှာတော့ကျွန်တော်မြေကြီးအားလုံးရှင်းလို့ပြီးသွားပါတယ်ဒါပေမဲ့ညခင်းရောက်သွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်ချက်ချင်ဆောက်လို့မရရနေပဲကျွန်တော်အဲ့ဒီလိုအဆုံးသတ်ခဲ့ပါတယ်โอเคအားလုံးပဲဒါကတော့ကျွန်တော်တို့16ရက်မြောက်နေ့ပဲဖြစ်ပါတယ်ဗောနော်ဒီနေ့မှာတော့ကျွန်တော်တို့ချက်ချင်အောင်တွားပြီးတော့မှစောက်တော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာကျွန်တော်ချက်ချင်အောင်စပြီးတော့မှစောက်ပါပြီအရင်ဆုံးကျွန်တော်ချက်ချင်စောက်ဖို့အတွက်ပေါ့နော်ဒီမလိုအပ်တဲ့မြက်တွေအားလုံးကျွန်တော်ဒီရေနဲ့လိုက်ပြီးတော့မှရှင်းလိုက်ပါတယ်โอเคဒီမြက်တွေကမလိုဘူးကွာရှင်းလိုက်မှရမယ်โอเคဒီလောက်ဆိုအဆင်ပြေပြီကွာပြီးတော့ပေါ့နော်ကျွန်တော်မေးနေရပဲကျွန်တော်တက်တာတွေကိုအချောမလုပ်ရသေးဘူးအားကြောင့်ကျွန်တော်အိမ်ထဲသွားပြီးတော့မှကျွန်တော်မနေ့ကခုတ်ခဲ့တက်တာတွေအားလုံးကျွန်တော်အချောပြန်ကင်လိုက်ပါတယ်ပြီးရတယ်ကျွန်တော်မိုးရွာကြီးထဲမှာကျွန်တော်ချက်ချင်လို့ကျွန်တော်စောက်တယ်ပေါ့နော်โอเคဒီလိုလေးဆိုဘယ်လိုနေမှမသိဘူးကွာအမှန်တိုင်းပြောရလို့ဆိုရင်တော့ကျွန်တော်ချက်ချင်ကိုဘယ်လိုစောက်ရမလဲဆိုတော့ခေါင်းထဲမှာကတိတ်မပေါ်လာဘူးဗျဘယ်လိုစောက်ရမှန်းလည်းမသိဘူးအားနေပဲကျွန်တော်စိတ်ကူးထဲမှာပေါ်လာတဲ့အတိုင်းပဲကျွန်တော်လိုက်စောက်လိုက်ပါတယ်โอเคဒီလောက်ဆိုလို့ဆိုရင်တော့လိုလေးဆိုရင်တော့မိုက်တယ်ကွာနည်းနည်းတော့အဆင်ပြေမယ်ထင်တာပဲအစပိုင်းဆောက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ချက်ချန်ကြီးကဘာကြီးနဲ့တူမှန်းမသိဘူးဗျတကယ်ကိုမလှတာဗျကျွန်တော်ကပေါ့နော်ကျွန်တော်ချက်ချန်လေးကိုကျွန်တော်16ရက်မြောက်နေ့တရက်လုံးဆောက်တော့မပြီးပါဘူးဗျအားကြောင့်မလို့ကျွန်တော်18ရက်မြောက်နေ့မှာလည်းဒီချက်ချန်လေးကိုကျွန်တော်ပြီးအောင်ဆက်ပြီးတော့မှဆောက်ခဲ့ပါတယ်โอเคနောက်ဆုံးမှာတော့ငါချက်ချင်အောင်မြင်စွာဆောက်လုပ်ပြီးခဲ့ပြီကွာဟုတ်ပါတယ်ကျွန်တော်တို့16ရက်မြောက်နေ့ညခင်းပိုင်းမှာတော့ကျွန်တော်ရဲ့ချက်ချင်ကိုကျွန်တော်ဆောက်လုပ်ပြီးခဲ့ပါပြီဗျဒီအပေါ်ထဲမှာတော့ဒါကျွန်တော်ချက်လေးနေဖို့ပေါ့နော်ဒီအောက်မှာတော့ကျွန်တော်မြေကြီးနေရာလေးတော့ကျွန်တော်တော်လေးကျယ်ထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ချက်လေးတွေပေါ့နော်လွတ်လွတ်လပ်သွားလို့ရအောင်ပါโอเคပြီးတော့ကျွန်တော်ညရောက်နေပြီဆိုတော့ကျွန်တော်အိမ်ထဲကိုမြန်ပြီးသွားပြီပေါ့နော်အပြင်မှာလဲဆိုပြီးအနေကိုကြောက်သွားပြီဗျပြီးတော့ကျွန်တော်ဘိုက်တော့စားနေကြပေါ့နော်ကျွန်တော်ရဲ့ဖယုံတီးပိုင်မို့လက်ကျန်လေးကျွန်တော်စားလိုက်ပါတယ်ကျွန်တော်နှစ်ခုတောင်စားရဗျဒါပေမဲ့ကျွန်တော်ဘိုင်းမပြီးသေးတယ်ကျွန်တော်လည်းတစ်ခုတောင်ထိပ်ပြီးစားလိုက်ပါသေးရဲ့စားလို့ကောင်းရတာကွာโอเคပြင်ပန်းနေကွာအဲ့တော့လွတ်နေပဲကျွန်တော်အနေကိုကျွန်တော်ဆုံးသက်ခဲ့ပါတယ်โอเคဒီနေ့ကကျွန်တော်ဒီ19ရက်မြောက်နေ့ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကဒီကျွန်တော်ချက်လေးဆောက်ပြီးဆိုတော့ကျွန်တော်ချက်လေးတွေကျွန်တော်မွေးချိန်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ချက်လေးတွေကိုရှာရပါမယ်ကျွန်တော်ချက်လေးတွေကိုရှာဖို့ဆိုပြီးတော့မှကျွန်တော်ထွက်ခဲ့ပေါ့နော်ပြီးတော့ကျွန်တော်လက်ထဲမှာအချက်လေးတွေကိုမြှားဖို့ဆိုပြီးတော့မှလည်းကျွန်တော်ဒီအသီးစီလေးပေါ့နော်ဒီပုံစပါးစီလေးတွေကျွန်တော်ယူခဲ့ပါသေးဗျโอเคပြီးတော့ကျွန်တော်လမ်းမှာပေါ့နော်ကျွန်တော်ဒီလေသမားကြီးလွှဲတွေ့ရဗျလေသမားကြီးလားโอเคမင်းကဘာ trade လို့ရအောင်တစ်ချက်တော့ကြည့်ရအောင်ဟောမင်းကအသီးစီ trade တာပဲကွာကျွန်တော်သူ့စီကနေအသီးစီလေးကျွန်တော် trade ခဲ့ပေါ့နော်အသီးစီမှန်တော့ကျွန်တော်လည်းမသိဘူးဗျကျွန်တော်စပါးစီလေးနဲ့သူ trade လို့ရတယ်ဆိုကျွန်တော်လည်းသူ့စီကနေပြီးတော့မှဒီကျွန်တော်စပါးစီလေးပြီးတော့မှသူ့စီကအသီးစီလေးကျွန်တော်ပြန်ပြီး trade ခဲ့ပါတယ်ပြီးတော့ကျွန်တော်ချက်လေးကိုရှာနေတဲ့အချိန်ကကျွန်တော်အနောက်ကအကောင်ကြီးအောင်တက်ခိုင်းလိုက်တယ်ဗျအမှကျွန်တော်ဘာမှမမြင်ရတော့ဘူးအိုးလုံးရဘာကောင်းတော့တယ်ကွာ what ဘာမှမမြင်ရတော့အကောင်မဲဝါကြီးโอเคဘာကောင်းတော့ဟာဘာကောင်းတော့ကွာဒီကောင်ငေါ့
မိုးတွေကလည်းရွာလာပြီကွာအမှကျွန်တော်တော်ဒုက္ခရောက်သွားပါတော့ဒီမိုးတွေရွာလာပြီဆိုတော့ကျွန်တော်အိမ်ထဲကလည်းမနီးဘူးအမှ skeleton တွေ zombie တွေလည်းအပြည့်ထွက်လို့ရသွားပြီဒီကောင်ကြီးကဘာကောင်ကြီးမှလည်းမသိကျွန်တော်ကြိုက်တယ်ကျွန်တော်ဘာမှမရတော့ဗျအဲ့ဒါကျွန်တော်ဒီကောင်တက်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကဒီအမြင်လေးရရဗျအဲ့နေပဲကျွန်တော်လည်းဒီကျွန်တော်တွေ့တဲ့ချက်လေးကျွန်တော်ခေါ်ဖို့လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်အရင်မှကြီးလိုက်အောင်ဗျ zombie တွေရောပါရောအကုန်လုံးအပြင်ရောက်လာကြပြီဆိုတော့ဒီ monster တွေအပြင်ရောက်လာပြီဆိုလို့ဆိုရင်ကျွန်တော်ကတော်တော်ကြီးကိုခက်ခဲ survive လုပ်ရတော့မှာဗျအားနေပဲကျွန်တော်လည်းမထိုးဆိုရင်မှအဲ့ zombie တစ်ကောင်ကိုစပြီးတော့မှချလိုက်ပါတယ်တင်ရအောင်မင်းတက်ခဲ့သားပါမင်းကငေါ့ရိုက်တယ်ဟလားမင်းရမြန်တေးလိုက်တော့မင်းโอเคထက်ရှာလို့ဖြစ်ဘူးကငါဖိုက်လဲစားနေပြီဆိုတော့အိမ်မြန်ပြန်မရမယ်ငါကြက်လေးရှိုက်အိမ်မြန်ပြန်မရမယ်ဟာကြက်လေးတွေရဲ့တွေ့ပါတော့ဟိုဇွန်ဘီဟာရှိပဲကွာဟဲ့မင်းတေးရန်ကွာဟောကျုပ်ကန်တယ်ကွာဟာကျွန်တော်ဆိုးတဲ့ကောင်ငါအတက်ကလျှောင်ကြီးလေးလုံးနဲ့တော့ပဲကျန်တော့တယ်ဟာအိမ်မြန်ပြန်မယ်လာချက်လေးလာဟာတော့ကျူလက်ချက်လေးမပါပဲလေဘေဘီဇူမီပါလာပြီလောက်ကြပါအောင်ဟာကဲကြပါအောင်ဟာကဲကြပါအောင်ဗျာဘေဘီဇူမီလိုက်လာပြီအမှကျွန်တော်တော်တော်ရေးရပါဘောနော်ကျွန်တော်ကချက်လေးကိုများခေါ်လာဗျာဒါပေမဲ့ချက်လေးပါမလာပဲကျွန်တော်ဘေဘီဇူမီနောက်ကနေလိုက်လာဗျာကျွန်တော်အချိန်မှလည်း fish တွေရောဗျာကျွန်တော်တော်တော်ရွတ်ဒုက္ခရောက်တာဗျာအဲ့နေကခဏနဲ့ကျွန်တော်တွေမိုးတိတ်ဝါနေပဲကျွန်တော်ထပ်ပြီးတော့မှချက်လေးတွေကိုလိုက်ရှာပါတယ်အကန်ကောင်းရင်တော့မှကျွန်တော်ချက်လေးနေတဲ့နေရာတစ်ခုတွေ့ရပါဗျဟာချက်လေးအများကြီးပဲကွာလာချက်လေးလာငါနဲ့လိုက်ခဲ့ကွာငါနဲ့လိုက်ခဲ့လားဟာဒီချက်လေးအများကြီးပဲကွာဘာလို့တော့မသိဘူးဗျကျွန်တော်ဒီနားမှာပေါ့နော်ချက်တွေကရောင်းစုံ spawn တာဗျနောက်ဆုံးမှာတော့ကျွန်တော်ဒီချက်လေးအားလုံးကျွန်တော်ရဲ့ဒီချက်ချန်လေးကိုခေါ်လာခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီကောင်တွေကိုအစာကျွေးပြီးတော့ပေါ့နော်ဒီချက်လေးတွေပေါက်ခိုင်းလိုက်တယ်ဗျချက်အကောင့်သေးလေးထပ်ပြီးတော့ပေါက်ခိုင်းလိုက်ပါတယ်စားကြကွာမလို့ကောင်းနေလို့စားပြီဆိုလို့ဆိုရင်အကောင်လေးမွေးပြီကွာဒါဆိုလို့ဆိုရင်ငါချက်ချက်မှာချက်တွေအများကြီးရှိပြီကွာဆိုတော့ကျွန်တော်အဲ့ဒီတနေ့လုံးလည်းကျွန်တော်ချက်လေးတွေကိုအစာကျွေးပြီးတော့ပဲကျွန်တော်ကုံဆုံးခဲ့ပါတယ်ရအကုန်စားရတော့ကွာကမ်းမအစီကုန်ပြီကွာโอเคငါလည်းအိတ်တော့မယ်မလို့လည်းအိတ်တော့ကွာဆိုတော့ bye bye ဒီနေ့ကတော့တော်တော်ကောင်းတယ်ကွာငါချက်ထဲမှာချက်လေးတအားပဲကွာကျွန်တော်လေးတော်တော်ပြောတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ချက်ချန်လေးထဲမှာကျွန်တော်ချက်လေးအများကြီးကျွန်တော်မွေးနိုင်ခဲ့ပါတယ်ကျွန်တော်တော်တော်ပြောတယ်ဗျโอเคငါဖြုံသီးပိုင်မို့စားလိုက်အောင်ပါကွာအဲ့လိုနဲ့ပဲကျွန်တော်ကဒီမှာကျွန်တော်ရဲ့ထိုင်ကုန်လေးမှာထိုင်ပြီးတော့မှကျွန်တော်ဖြုံသီးပိုင်မို့လို့ easy လေးစားလိုက်ပါတယ်ပြီးရတဲ့ကျွန်တော်အဲ့နေ့လေးကိုအဆုံးသတ်ခဲ့ပါတယ်โอเค day 20ကျွန်တော်ဒီနေ့ကတော့20ရက်မြောက်နေ့ပဲဖြစ်ပါတယ်ကျွန်တော်ရက်20တော့ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့မှလည်းနောက်ထပ်တေးစာမဟုတ်အကြီးတစ်ခုထပ်ပြီးတော့မှလှုပ်ရှားကြပါဦးမယ်ဗျဘာလှုပ်ရှားရကောင်းလဲဆိုတော့ကျွန်တော်လည်းတေချာတော့မသိသေးဘူးဗျအဲ့တော့ကျွန်တော်တွေဟင်းချက်နီစာကိုကြည့်ရမယ်ဗျဆိုတော့ငါဟင်းချက်နီစာကိုပြရပါလဲဟာဟင်းချက်နီစာโอเคဒီမှာဟင်းချက်နီစာကိုတွေ့ပြီကွာဟုတ်ပြီโอเคဟင်းချက်နီစာကိုဖွင့်ကြည့်လိုက်အားဒီချက်လို့ဟာမှောင်မဲနာပဲဟာဘာမှမရဘူးโอเคဒီနားမှာရှာကြည့်ရောဘာစားရင်ကောင်းလဲကိန်းမောကလည်းစားကျင်စီကွာဖျော်တိပိုင်မောကလည်းစားပြီဆူရှီဆူရှီကလိုအပ်တာတွေကများတယ်ကွာစားကျင်စီပီဇာပီဇာလည်းစားကျင်ကွာဒါတိုးသားခင်လားဟုတ်တယ်ဒါတိုးသားခင်နေဟုတ်ပြီကွာငါတိုးသားခင်နေလှုပ်စားမယ်ဆိုတော့တိုးသားခင်လုပ်ဖို့အတွက်ကတိုးသားရဲ့ raspberry ရဲ့ sugar ရဲ့လိုတာကွာတိုးကလည်းရှာလို့ရတယ်တိုးသားကလည်းပူကြမလို့ sugar ကလည်း sugar ကင်းနေရှိရယ်raspberry တီးကရှားပါကွာ raspberry တီးကငါမှမရှိသေးဘူး okay ဆိုတော့ဒီခါတော့တိုးသားကင်းလုပ်စားကြမယ်ပြင်မှာမိုးရလည်းရွာနေပါလားကွာအဲ့နဲ့ကျွန်တော်အပြင်ထွက်လိုက်တယ်ဗျအပြင်ထွက်ပြီးတိတ်ထောင်မကြလိုက်ဘူးမိုးကတိတ်သွားရဗျအဲ့မှာကျွန်တော်စပားကင်းကိုကြီးနေတယ်စပားတွေကမှဲ့နေပြီဗျဒါပေမဲ့ကျွန်တော်စပားမရိပ်ရသေးဘူးအဲ့နဲ့ပဲကျွန်တော်ဒီစပားရိပ်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့ပဲကျွန်တော်ဒီစပားကင်းတခင်းလို့ကျွန်တော်အရင်ရိပ်လိုက်တယ်ပေါ့နော်စပားကင်းရေးလို့ပြီးသွားတဲ့အချိန်မှာတော့ပေါ့နော်ကျွန်တော်ဒီစပားပင်တွေအားလုံးပြန်ပြီးတော့မှလိုက်ဆိုင်လိုက်ပါတယ်โอเคအားလုံးတော့ပြန်တော့စိုက်ပြီးသွားပြီကွာပြီးတော့ပေါ့နော်ကျွန်တော်စိုက်ထားတဲ့ပြောင်းမှုပင်တွေကိုလည်းကျွန်တော်သွားပြီးတော့မှရေးသိမ်းခဲ့ပါတယ်ဒီပြောင်းမှုပင်တွေကဗျတော်တော်လေးလှရပေါ့နော်ပြီးတော့တော်တော်လေးများနေကျွန်တော်ပြောင်းမှုတွေကစားလို့တော့တော်တော်ကောင်းတယ်ဗျပြောင်းမှုကရှန်ထွက်ဆိုတော့စားကောင်းလိုက်တာကွာစားတော့စားကောင်းတာပဲโอเคဒီပြောင်းမှုပင်တွေအားလုံးပြီးအောင်ရိတ်လိုက်အောင်ပါကွာပြောင်းမှုပင်တွေရိတ်လို့ပြီးရဲ့အချိန်မှာတော့ကျွန်တော်ကနည်းနည်းဒီပင်တွေပါသွားပြီးတော့မှကျွန်တော်ရိတ်သိမ်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်စီမှာပေါ့နော်ဒီ inventory ကမလောက်တော့ဘူးဗျဒီ
ပစ္စည်းရတော်များများနေပဲကျွန်တော်အဲ့မလိုတဲ့ပစ္စည်းတွေကိုထုတ်ပြီးတော့မှဒီနက်တီကိုပြင်လာရပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်နက်နက်တီပြင်းနေအားလုံးကျွန်တော်ပြန်ပြီးတော့မှလိုက်ဆိုင်လိုက်ပါတယ်ဟောဒါနဲ့ကျွန်တော်ပေါ့နော်ဒီဟိုလေသမားကြီးကထွေးခဲ့တဲ့အသီးစီကဘာအသီးစီတော့မသိဘူးကျွန်တော်ဆန်းလိုက်ပါတယ်ဘာစေးတော့ကဒါပါမိုလာတော့တွေလား what ဘာယုံတော့မသိဘူးကွာကျွန်တော်စိုက်လိုက်တာပေါ့နော်ဒါမိုလာတော့နဲ့တော်တော်စင်တူရဗျဘာမှနဲ့မသိဘူးဗျအဲ့အစီရပေါ့နော်ဒါကြီးလာမှသိမှာပဲဒီအပင်ကြီးလာမှသိမှာဗျโอเคဆိုတော့ငါဟိုဘက်မှာထပ်ပြီးတော့မှပြောင်းမှုစီတစ်စားဟမ်ဟာတော့ပါကျွဲလာနွားလားနွားဖြစ်ဖို့များကွာကျွဲရမမေးโอเคဒီဘက်မှာငါပြောင်းမှုစီထပ်ပြီးတော့မှစားရမယ်လို့နေပဲပေါ့နော်ဒီကျွန်တော်ရဲ့ပြောင်းမှု channel မှာကျွန်တော်ပြောင်းမှုဖြစ်နေအားလုံးကျွန်တော်လိုက်ပြီးတော့မှစိုက်လိုက်ပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်ရခဲ့တဲ့တီးနှံနေစပားတွေပစ္စည်းတွေအားလုံးကိုပေါ့နော်ကျွန်တော် chance တွေထည့်ပြီးတော့မှတင်လိုက်ပါတယ်โอเคနည်းနည်းတီးတွေရောပြောင်းမှုအားလုံးထည့်ပြီးပါโอเคဟာညနေတော့ဆောင်းဝိုက်ကငါဒီတက်နေတော့ဖယ်ရီဒီကမချလိုက်ရအောင်ကွာโอเคဆိုတော့ငါရှုဂါကနေကြီးနေပြီကွာရှုဂါကနေရေးရမယ်အဲ့လိုနေပေါ့နော်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီရက်20ရက်မြောက်နေ့မှာပေါ့နော်ကျွန်တော်ဒီ berry သီးလည်းမချလိုက်ရဘူးဗျအဲ့ဒါနဲ့ပဲကျွန်တော်ဒီ sugar cane တွေညနေလဲဆောင်းဝိုင်းဆိုတော့ဘာမှလုပ်လို့မရလဲကျွန်တော် sugar cane တွေပဲလိုက်ပြီးရေးလိုက်ပါတယ်ဒီဘက်မှာတော့ sugar cane တွေက okay sugar cane ထပ်ပြီးတော့မှတိုးချက်ပြီးတော့စိုက်ရှင်တယ်okay မ baby zombie what the hell ဒီကောင်ကွာငါ့ကိုတော်တော်ဒုက္ခပေးတယ်ကောင်ဟဲ့မင်းကပေါ့အကောင်တေးလေးနဲ့ပေါ့မင်းငေါ့ပါရန်စလာဟလားမင်းအပြင်မှာပဲနိုင်မှာပဲကွာကုန်းမှာပဲနိုင်မယ်ဟဲ့အောင်မင်းငေါ့အေးမလေးသူ့ဖေးဟဲ့အောင်မင်းကပေါ့မင်းသားကိုထီလို့မင်းကနာအဲ့ဒါမင်းငေါ့တော့လိုက်မပေးနဲ့လीကွာသိရန်ဟဲ့အောင်မင်းရောတကယ်ကောင်နေပါကွာမင်းကတော့အပြင်မှာ monster တာပဲအေးနှုံးဝင်မှာ skeleton နေရောအပြင်မှာဟုတ်ပါတယ်ကျွန်တော်ရှာရှည်ပြီးတော့ပေါ့နော်အိမ်ထဲမှာမနေပဲနဲ့ sugar cane တွက်ရိတ်လိုက်တာဗျအမှစားပြီးဒုက္ခရောက်တာပဲmonster ရတအားပဲဗျာအပြင်မှာအဲ့နဲ့ကျွန်တော်ခိုးချောင်းခိုးရနဲ့ကျွန်တော်အိမ်ထဲကိုပြန်ဝင်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်အဲ့နေလေးကိုသုံးသပ်ခဲ့ပါတယ်ဒီနေ့ကကျွန်တော်21ရက်မြောက်နေ့ပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ berry tea ကိုတော့ကျွန်တော်တို့တွားရှာတော့မယ်ဗျမရှာလို့မရတော့ဘူးပေါ့နော်ဒါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီတိုးသားကင်ကျွန်တော်အရန်လောက်စားခြင်းနေဗျအဲ့လိုနေပဲပေါ့နော်ကျွန်တော်ဒီ berry tea ရှာဖို့ဆိုပြီးတော့မှကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးကိုထည့်ခဲ့ပြီးတော့မှကျွန်တော်ဒီတောကြီးကိုထွက်ခဲ့ပါတယ်ဒီတောထဲမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ move လေးပေါ့နော်ကျွန်တော်ဒီခွေးလေးလည်းရှိတယ်ပြီးတော့ကျွန်တော်ဒီမှာဗျစားတွေ့ပြီဗျဒီမှာ berry tea လေးတွေ yes အများကြီးပဲကွာတွေ့တာဝါတော်မိုက်ရယ်ကွာဟုတ်ပါတယ်ကျွန်တော်ဒီအတော်တွေကိုရောက်ပြီးတိတ်မကြသေးပါဘူးဗျကျွန်တော်အမှပေါ့နော်ဒီ berry tea လေးတွေတန်းတွေ့ရဗျဒါပေမဲ့ကျွန်တော် berry tea ကိုကျွန်တော်အများကြီးလိုချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနောက်ထပ်သေးတာမဟုတ်အကြီးလုံစားတဲ့အချိန်မှာလေပေါ့နော်ဒီ red berry tea ကိုကျွန်တော်လိုရဗျအားကြောင့်လို့ကျွန်တော်ဒီ berry tea တွေကိုကျွန်တော်ဒီအများကြီးလိုက်စုပါပေါ့နော်အဲ့မှာကျွန်တော်မကြီးသေးတဲ့ berry tea လေးကိုတော့ကျွန်တော်ဘုံမီးနဲ့အသီးလေးထွန်းအောင်လုပ်ပြီးမှကျွန်တော်ယူခဲ့ပါတယ်ပြီးတော့ပေါ့နော်ကျွန်တော် berry tea လေးခူးပြီးွားဆိုတော့ကျွန်တော်ဒီနားဟိုနားပေါ့နော်လိုက်ကြည့်တဲ့အချိန်မှာတော့ကျွန်တော်တွေပင်နဲ့ဖြတ်ရေးကောင်နဲ့တွေးခဲ့ပါတယ်ခင်ဗျာဟုတ်ပါတယ်ကဲဒါလည်းကျွန်တော်တခုပြောစားရှိပါသေးရပေါ့နော်အဲ့ဒါကျွန်တော် episode 1မှာတွေးခဲ့တာပင်နဲ့ဖြတ်မဟုတ်ပါဘူးလိပ်ပါဟုတ်ပါတယ်ကျွန်တော်အဲ့ဒါကိုမှားပြီးမှပင်နဲ့ဖြတ်လို့ပြောရတာဗျတကယ်ပင်နဲ့ဖြတ်အစ်ကတီးပါဗျအိုး no ဒီကောင်ကတိုက်ခတ်တယ်ဟာဘာတော့မင်းငါတတ်မှုကွာမတတ်တော့ပါဘူးထားရပါတော့ဒီကောင်ညအသက်ကြီးနေဆိုတော့ထားလိုက်ပါတော့ပြီးတော့ဗောနော်ကျွန်တော်ဒီပင်လယ်ဖြင်းပြန်ကြည့်လိုက်သေးရဲ့ဗျလို့ဆိုဒီကောင်ကြီးနဲ့သွားရတော်တော်ကြီးရဲ့ဗျတော်တော်မိုက်တယ်ဒီပင်လယ်ဖြင်းကြီးအဲ့နဲ့ကျွန်တော်ပြီးတော့ဗောနော်ကျွန်တော်ဒီကျွန်းမှာဒီပင်လယ်ဖြင်းကြီးတကောင်မရှိမှထင်တယ်ဗျမဟုတ်ဘူးဗျနောက်တဲ့ပင်လယ်ဖြင်းအပေါက်လေးတွေရှိသေးရဲ့ဗျဟေးညို့ကီမင်္ဂလာပါကဲမင်းငါ့ကိုဒုက္ခမပေးကွာသွားအဲ့တော့နှစ်ကောင်တော့လားငါတကောင်နဲ့ထင်နေမိုက်တယ်ကွာတော်ရေးတဲ့စင်သွားညပြီးတော့ရေးတဲ့သွားတော့โอเคတော်တော်မိုက်တယ်ကွာဒီပင်လယ်ဖြင်းလေးoh no မိုးရှုပ်တော့မယ်ကွာဒုက္ခပဲကွာငါအိမ်ပြန်မို့ဆိုမှီအောင်မှီပါမလားမသိရောဒါပါလေးရောဒါလက်ပိုင်းငါမလားလက်ပိုင်းငါလေးမလား what လက်ပိုင်းလေးကွာလက်ပိုင်းလေးဆိုမှငါတို့ဒီ Minecraft ထဲမှာငကိုတွင်းနေကြလက်ပိုင်းလေးနဲ့မတူဘူးကွာဒီလက်ပိုင်းMinecraft ထဲကလက်ပိုင်းအဖြူကွာဒီကောင်အမဲနဲ့အဖြူနဲ့ဆက်ကြတယ်โอเคနေလဲဝင်လာပြီဆိုတော့ငါတို့ဒီအိတ်ဖို့အတွက်နေရာရှာတော့မှာကွာအဲ့လိုနေပေါ့နော်ကျွန်တော်အိမ်လဲပြန်လို့မရတယ်ကျွန်တော်အဲ့ကျွန်းလေးမှာပဲကျွန်တော်ရဲ့ဒီနေ့လေးကိုအဆုံးသတ်ခဲ့ပါတယ်โอเคကျွန်တော်22ရက်နေ့မနက်ရောက်ရှိတာပေါ့နော်ဒီနေ့ကကျွန်တော်တို့အိမ်ပြန်ရပါတော့မယ်ကျွန်
ကျွန်တော်တို့လူချင်းတဲ့ berry သီးလေးရပြီဆိုတော့ကျွန်တော်တို့အိမ်ပြန်ရတော့မယ်ဗျအဲ့လိုနေပဲပေါ့နော်ကျွန်တော်အိမ်ပြန်တဲ့လမ်းမှာကျွန်တော် berry သီးလေးတွေ့ရတယ်ကျွန်တော်ထပ်ပြီးတော့မှခူးခဲ့လိုက်သေးရဲ့ဗျပြီးတော့ပေါ့နော်ကျွန်တော်အိမ်ပြန်တဲ့လမ်းမှာတီကောင်တစ်ကောင်တွေ့ခဲ့ဗျအဲ့နဲ့ကျွန်တော်ဓာတ်နဲ့တစ်ချက်ခုတ်တာတန်းသေးသွားဗျကျွန်တော်မသေးလောက်ဘူးထင်ပြီးရိုက်လိုက်တာဗျတေသွားတယ်ဗျပြီးရတယ်ပေါ့နော်ကျွန်တော်အိမ်ပြန်မဲ့လမ်းကိုကျွန်တော်ခီးဆက်ခဲ့ပါတယ်ယေးနောက်ဆုံးတော့အိမ်ပြန်ရောက်ခဲ့ပြီကွာကဲနောက်ဆုံးတော့ငါတို့အရန်စားခြင်းတွေတိုးသားကိန်စားလို့ရပြီကွာလိုအပ်တဲ့ berry သီးလည်းငါတို့မှာအများကြီးရှိသွားဆိုတော့နောက်လုံးမဲ့ဟင်းပွဲတွေအတွက်လည်းငါတို့ပူကြမလို့တော့ဘူးကွာနောက်လုံးမဲ့တေးတာမဟုတ်အကြီးကြီးအတွက်လည်းငါတို့ဒီ berry သီးရပူကြမလို့တော့ဘူးโอเคငါ berry သီးတွေရခဲ့တာအရန်များရဆိုတော့စိုက်လိုက်မယ်ကွာအိမ်ဘေးပပတ်လင်မှာပဲလိုက်စားလိုက်ရမယ်ကွာအဲ့လိုနေပဲပေါ့နော်ကျွန်တော်ယူလာတဲ့ berry သီးအားလုံးကိုပေါ့နော်ကျွန်တော်ဒီအိမ်ပပတ်လင်မှာလိုက်ပြီးစားလိုက်တယ်ဗျပြီးတော့ပေါ့နော်ကျွန်တော်ချက်ချက်လေးသွားပြီးတော့မှကျွန်တော်ချက်လေးကိုလည်းအစားတကြွေးခဲ့ပါတယ်ပြီးတော့ကျွန်တော်ပေါ့နော်ဒီထဲမှာဥနေတဲ့ကျွန်တော်ချက်လေးဥလာတဲ့ဥတွေအကုန်လုံးကျွန်တော်သွားပြီးယူခဲ့သေးရဲ့ဗျကြည့်ရမယ်ကျွန်တော်ချက်လေးတော်တော်များနေပြီရဲဒါဆိုငါချက်ချက်အပြည့်ဖြိုးသွားတော့မှာကွာပြီးတော့ပေါ့နော်ကျွန်တော်တခုစဉ်းစားမိသွားတယ်ဗျအဲ့ဒါဘာလဲဆိုတော့ပေါ့နော်ကျွန်တော်ကတိုးသားခင်လှုပ်ရှားမဲ့စားကျွန်တော်ပီဇာလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ပါရဲ့အားပြီးတော့ဆိုတော့ကျွန်တော်တွေပေါ့နော်ဒီတိုးသားလှုပ်ရှားမဲ့အမေရတယ်ကျွန်တော်မှရှိရဲဒါပေမဲ့ကျွန်တော်မှပေါ့နော်ပီဇာလှုပ်ရှားဖို့အတွက်ပစ္စည်းရပိုးစုံနေဗျအဲ့နဲ့ကျွန်တော်ပေါ့နော်ပီဇာကြီးလှုပ်ရှားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်လိုအပ်တဲ့ berry သီးတွေရှိနေဆိုတော့ကျွန်တော်ပီဇာပဲလှုပ်ရှားရမှာဗျတိုးသားခင်ကျွန်တော်နောက်မှပဲလှုပ်ရှားပါတော့မယ်ပြီးတော့ကျွန်တော် sugar cane ကျွန်တော်လည်းလိုက်စားလိုက်တယ်ပေါ့နော်ကျွန်တော်အစကတော့ကျွန်တော်တိုးသားခင်လှုပ်ရှားနေတာဗျဒါပေမဲ့လည်းကျွန်တော်ဒီတိုးသားခင်ချက်ကိုပေါ့နော်ပီဇာပိုးပြီးမိုင်းမယ်လို့ထင်တာဗျအဲ့ကြောင့်ကျွန်တော်ပီဇာလှုပ်ရှားဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်โอเคနောက်ဆုံးမှာတော့ကျွန်တော်အရန်စားခြင်းနဲ့ပီဇာရပြီဗျနေရာနဲ့လွဲနေတယ်ခင်နေရာနဲ့ပြောင်းလိုက်โอเคပီဇာရပါပြီဗျကြည့်တော့ဗျကျွန်တော်တိုးသားခင်တဲ့ပီဇာပုံမိုင်းနေဗျပြီးတော့ပါတော့ကျွန်တော်ပီဇာနဲ့တွဲပြီးတောက်ဖို့အတွက်ပေါ့နော်ကျွန်တော်ဘတ်ဒေးကိတ်ရှိတ်လေးလုပ်လိုက်ပါတယ်ဒီဘတ်ဒေးကိတ်ရှိတ်ကဘာလဲဆိုလို့ဆိုရင်ပေါ့နော်ကျွန်တော်ဒီခရင်နဲ့လောက်ထားတဲ့အေးပေါ့နော်တော်တော်မိုက်တယ်ဗျတော်တော်တောက်လို့ကောင်းမဲ့ပုံလေးဗျဒီအဲ့ဒါကျွန်တော်ဒီဘတ်ဒေးကိတ်ရှိတ်လေးကိုစပွဲပေါ်တင်လိုက်ပါတယ်ကြည့်တော့ဗျတော်တော်မိုက်သွားပြီဗျဝါငါပီဇာပကန်းမြင်ဘိုက်တောင်စားလိုက်ကွာโอเคဆိုတော့ထိုင်အောင်မှာထိုင်ပြီးစားရတော့မယ်အဲ့လိုနေပေါ့နော်ကျွန်တော်ထိုင်အောင်မှာထိုင်လိုက်တယ်ဗျကြည့်လိုက်အောင်ဗျတော်တော်မိုက်သွားပြီဗျဒါကျွန်တော်ရဲ့ပီဇာကြီးနဲ့ပေါ့နော်ဗဒေးကိတ်ရှိတ်လေးရဆိုလို့ဆိုရင်တော်တော်မိုက်တယ်ဗျโอเคဘိုက်လဲစားနေတယ်ဆိုတော့အများကြီးစားရတော့မှာကွာအဲ့လိုနေပေါ့နော်ကျွန်တော်ပီဇာလည်းအများကြီးစားရတယ်ဗျဟုတ်ပါတယ်ကျွန်တော်ပီဇာလည်းတော်တော်ကောင်းတယ်ဗျတော်တော်ကောင်းတဲ့ပီဇာလေးကွာစားလို့ကောင်းရတာကွာโอเคပီဇာတော်တော်ကောင်းတယ်ကွာဆိုတော့ငါကိတ်ရှိတ်လေးတောက်ကြည့်လိုက်ပါဦးပြီးတော့ပေါ့နော်ကျွန်တော်ဗဒေးကိတ်ရှိတ်လို့ကျွန်တော်တောက်လိုက်တယ်ဗျโอเคတောက်ကြပါဦးဗဒေးကိတ်ရှိတ်ကဘာအဖက်ရတာဟာကျွန်တော်ဒီပေါ့နော်ဒီဗဒေးကိတ်ရှိတ်လေးတောက်လိုက်တဲ့အချိန်မှာအဖက်လေးတစ်ခုရလာပါတယ်ပြီးရင်ကျွန်တော်ညလည်းရောက်နေပြီဆိုတော့ကျွန်တော်အဲ့ဒီညလေးကျွန်တော်အဆုံးသတ်ခဲ့ပါတယ်23ရက်မြောက်နေ့မှာတော့ကျွန်တော်နောက်ထပ်စဘာကင်းတစ်ခုစိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အားကြောင့်မလို့ပေါ့နော်ကျွန်တော်စဘာဆိုင်မဲ့နေရာမှာရေလေးထည့်ပြီးတော့ပေါ့နော်ကျွန်တော်မြေကြီးကိုပေါ့နော်ဒီစဘာဆိုင်လို့ရကျွန်တော်လိုက်လုပ်လိုက်တယ်ဗျโอเคနည်းနည်းပဲကြံတော့တယ်ကွပြီးတော့မယ်ကျွန်တော်မြေကြီးကိုအပင်ဆိုင်လို့ရအောင်လုပ်ပြရတယ်ပေါ့နော်ကျွန်တော်ဒီစဘာစီအကုန်လုံးကျွန်တော်လိုက်စားလိုက်တယ်ဗျစဘာကင်းတစ်ခင်းလုံးဆိုင်လို့ပြီးတော့မယ်ကွနည်းနည်းလေးပဲကြံတော့တယ်ကွညနေခင်းလောက်ရောက်တဲ့အချိန်မှာတော့ပေါ့နော်ကျွန်တော်စဘာကင်းတစ်ခင်းလုံးအောင်မယ်ဆိုဆိုင်လို့ပြီးခဲ့ပါတယ်ဗျ yes ဒါနဲ့ဆိုလို့ဆိုကျွန်တော်ဒီမှာစဘာကင်းက2ခင်းတောင်ရှိသွားပြီဗျာပြီးတော့ကျွန်တော်တင်းနန်ရှန်လေးလည်းကျွန်တော်မှာ2ခုတောင်ရှိသွားပြီဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီ23ရက်အတွင်းမှာကျွန်တော်တော်တော်ကြီးကိုပြီးစီးခဲ့လို့ပြောလို့ရတာဗျစဘာကင်း2ခင်းရောကျွန်တော်တို့တင်းနန်ရှန်လေး2ခုကိုစိုက်လို့ပြီးခဲ့ပြီဗျဒီနေ့တော့ငါအလုပ်တော်တော်ပြီးသွားတာပဲကွဆိုတော့ငါအရင်အရှင်နေပြီကွာအရင်လည်းပင်ပန်းနေပြီအားကြောင့်မလို့ပေါ့နော်ကျွန်တော်လည်းဒီစဘာကင်းတစ်ခင်းလုံးနေကုန်စိုက်ထားတာဆိုတော့အရင်ပင်ပန်းပြီးကျွန်တော်အဲ့ဒီလေးကိုဆုံးတက်ခဲ့ပါတယ်โอเค24ရက်တော့ရောက်လာပြီကွာโอเค24ရက်မြောက်နေ့မှာတော့ဗောနော်ကျွန်တော်ကဒါကျွန်တော်စိုက်ထားတဲ့ဒီမုံလာလုပ်လေးတွေကိုကျွန်တော်တက်ကြည့်မယ်ဗောနော်yes ငါ့မုံလာလုပ်တွေကကြီးသွားပြီကွာโอเคငါဒီမုံလာလုပ်တွေနေတာဆိုလို့ဆိုရင်ဟောဒီလေထုံဆက်ကြီးလုပ်လို့ရဒီ project paper ယူအောင်လုပ်လို့ရပြီကွာဒီ project paper ကြီးထဲမှာဒီ project paper ရှိတော့မှငါတို့ကဒီလေထုံဆက်ကြီးလုပ်လို့ရမှာကွာဟုတ်ပါတယ်ကျွန်တော်ဒီမုံလာတုတ်ကြီးကဒါကျွန်တော်တို့အရန်ကန်ကောင်းတာဗောနော်ဒီမုံလာတုတ်ကြီးရှိမှသာကျွန်တော်တို့ဒီလေထုံဆက်လုပ်လို့ရတဲ့ဒီ project paper ကြီးဗောနော်ဒီအပြအောင်စာရွက်ကြီးလဲလို့ရမှာပါအဲ့ဒါရှိပြီဆိုလို့ဆိုရင်ကျွန်တော်လေထုံဆက်ကြီးကိုလုပ်လို့ရပါပြီဗျာโอเคရမ်းပြောတယ်ကွာဒီနေ့ကတော့ပြီးတော့ဗောနော်ကျွန်တော်မှရှိရဒီမုံလာတုတ်တွေအကုန်လုံးကျွန်တော်အများကြီးဖြစ်အောင်လို့ဗောနော်ဒီကျွန်တော်ပိုးသက်စေးလောင်းလိုက်တာဗျပိုးသက်စေးလောင်းလိုက်တဲ့အချိန်မှာပဲကျွန်တော်အပင်နဲ့ချင်းချင်းကြီးွားဗျကျွန်တော်ဒီအသီးရွက်တွေကကျွန်တော်ဘုံပြီးသုံးလို့မရဘူးဗောနော်ဒီပိုးသက်စေးလောင်းမှရဗျโอเคဒါဆိုငါမုံလာတို့တွေအများကြီးရပြီကွာโอเคဒါဆိုလို့ရှိရင်ငါ project paper တွေလုပ်ပြီးတော့မှ
project paper လုပ်ပြီးတော့မှအများကြီးထပ်ပြီးတော့မှဒေထုံဆက်တွေရောတခြားဟာတွေပါလုပ်လို့ရပြီကွာ yes အဲ့လိုနေပဲပေါ့နော်ကျွန်တော်ဒီမုံလာတောက်တွေကိုစိုက်လိုက်ပိုးသက်စီလောင်းလိုက်ကြီးဝဲဆိုလို့ဆိုရင်ပြန်ရိပ်ပြီးတော့မှအစီရထက်ဆိုင်လိုက်ရင်စိုက်လိုက်ရင်လည်းဗျကျွန်တော်ဒီမှာစိုက်ခဲ့တဲ့ဒန်းလုံးပြေးသွားပြီဗျကျွန်တော်မုံလာတောက်စီကြီးလိုက်ဗျကျွန်တော်မုံလာတောက်တွေဒန်းလုံးစိုက်လို့ပြီးခဲ့ပါပြီဗျပြီးတော့ပေါ့နော်ကျွန်တော်ဒီလေသမားကြီးစီကနေပြီးတော့မှဒီကျွန်တော်ဒီ project paper လုပ်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော်လိုက်ရှာပါတယ်ပြီးတော့ကျွန်တော်မှရှိရမုံလာတောက်တွေနဲ့တခြားဘာများလဲလို့ရမလဲဆိုကျွန်တော်လိုက်ရှာခဲ့သေးရဲ့ဗျအဲ့မှာပေါ့ကျွန်တော်ဒီစပားစီးနဲ့တခြားအစီတွေနဲ့လဲလို့ရရဗျအဲ့နဲ့ပဲကျွန်တော်လဲခဲ့လိုက်ပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်အောက်မှာလိုက်ကြည့်ရဗျကျွန်တော်အသေးကြီးနဲ့ကျွန်တော်အစီနဲ့တော်တော်များလဲလို့ရရဗျသူ့စီမှာโอเคအခုလောလောဆယ်တော့ကျွန်တော်ကဒီမှာဘာစီမှလည်းမသိဘူးဗျအများကြီးပဲကျွန်တော်မှရှိတာဆိုလို့မုံလာတော့ဝယ်ရှိသေးရဗျကျွန်တော်လည်းကျွန်တော်ဘာမှမများစားတော့မရှိသေးဘူးငေုတ်တီးတွေရောဒီမှာနက်နက်တီးတွေရောဟာပြတ်ထမ yes ငါရန်လို့ခြင်းရဲ့ project paper project paper ကခရမ်းချစ်သီးနဲ့ပါရှိမှရမှာဟာသူကတမက်တိုးစီလိုသေးဟာခရမ်းချစ်သီးနဲ့ဒီမုံလာတော့ကတော့ရှိပြီခရမ်းချစ်သီးရပြီဆိုလို့ဆိုရင်တော့လေထုံဆက်ကြီးစပြီးတော့မှထွင်လို့ရပြီကွာအဲ့လိုနေပဲပေါ့နော်ကျွန်တော်အိမ်မရောက်လာပြီးတော့မှကျွန်တော်အစောနာကဂျူလာတဲ့လေသမားကြီးကလဲလာတဲ့အစီလေးကျွန်တော်ဆက်လိုက်တယ်ပေါ့နော်ဘာစီလေးတော့မသိဘူးဗျโอเคဒီဘက်မှာတော့စိုက်လို့ပွဲကွာဒါနဲ့ဟိုဘက်ကငါ့ရဲ့မုံလာတော့လေးဘလို့နေရောမသိဘူးချက်တော့တကြည့်အောင်โอเคအဆင်ပြေတယ်ဆိုတော့ဒီမှာထပ်ပြီးတော့မှမုံလာတော့လေးထပ်ဆိုင်လိုက်မယ်ကွာဒီဘက်မှာနေရာလဲနည်းနည်းပိုနေတော့အဲ့လိုနေပဲပေါ့နော်ကျွန်တော်အပင်နေဆိုင်တာညတော့ရောက်တော့မယ်ဗျအဲ့နေပဲကျွန်တော်အိမ်ထဲမှာရှိတဲ့ကျွန်တော်ပီဇာလေးကိုစားပြီးတော့မှပဲကျွန်တော်အဲ့နေလေးကိုကျွန်တော်အဆုံးသတ်ခဲ့ပါတယ်